ရုပ်ကလေးကိုပဲကြည့်ပြီးတော့ခန်းစားပေးပါနော်နှလုံးသားတွေကဒါတက်တွင်းမှာအညာမိသွားတဲ့ဒီစစ်သားတွေမိသားစုတွေရဲ့ခန်းစားချက်ကျွန်တော်ဒီကနေပြန်ဆိုပြပါနော်ဟုတ်ကဲ့ဇန်ဆိုမကြခင်ကုန်မယ်စစ်သားလေးများဒူတယ်ရှည်တယ်ရောက်တော့သေးတယ်ကုန်ပြီစစ်သားရဲတွေတချို့ပြောသမျှယုံမိလို့ကိုယ်မူသားစကားနဲ့သူခိုင်းရတဲ့ကာကျုပ်ကြီးရဲ့ချင်းနေထဲတယ်စွယုံမိလို့လျှော်တယ်တက်တွေပြုတ်ပြုံးနဲ့နှုံချတဲ့စစ်သားဘဝကိုတမလွန်ကိုခမည်းပို့တာလားကိုယ်ရခိုင်မာတော့အေးစော်ပြီးကျုပ်ရင်ငွေပဲပဲတချမ်းတကယ်ပွင့်သွားခဲ့ပြီခမည်းကြောင့်စင်ကနေတွေကချင်ဘမဘဝကူးသွားတာမုံရင်ငါနဲ့မုတ်ဖက်လက်မလဲမုတ်ဆိုးမတို့တနေ့တခြားများပြီကိုယ်အဖပူတချုပ်ကြီးရုံညံစွာခိုင်းခဲ့တယ်အပြစ်မရှိအပြစ်ရှာပြီးလဲပေါ်တာဆွဲတဲ့ရကြီးတဲ့ကတွင်ဆွေးနွေးပွဲမှာအညာပုံမြင်တွေပြောတဲ့သူကြီးရဲ့အဲ့လိုပေါ့ဗျာကျွန်တော်ဒီအညာပုံမြင်နေမိသွားတော့ဗျာနော်ဆိုကချစ်စရာလေနော်အဲ့တော့တက်တွင်းရဲ့စစ်သားတွေရောနော်တက်တွင်းရဲ့မိသားစုတွေရောအညာမခံပါနဲ့နော်အညာမမိစေနဲ့အဲ့တော့လှုပ်ရွနဲ့ယုံထွက်လိုက်ပါအမှန်တရားရှိတဲ့ဘက်ကိုဟုတ်လားလှုပ်ရွနဲ့ယုံထွက်လိုက်ပါဘာကြောင့်လဲဆိုတော့မပုတ်ပွအောင်ကျွန်တော်ကပြောနေတာလှုပ်ရွနဲ့မယုံထွက်ရင်တော့ခမားတို့အားလုံးပုတ်ပွတဲ့နေရာရောက်သွားမယ်နော်အဲ့တော့နောက်ဆိုရင်ဒီပြည်နယ်နှစ်တိုင်းအသီးသီးမှာဒီလှုပ်ရွနဲ့ကြော်ညာမဲ့ဒီမြို့အဝင်တွေမှာပေါ့နော်ဆိုင်းမုတ်ကြီးကျွန်တော်ထားဖို့အစီအစဉ်ရှိတယ်အဲ့ဒီဆိုင်းမုတ်ကြီးတွေမှာဒီတခန်းတနာနဲ့စမ်းပြတဲ့စကလုံးတွေနဲ့ဒီကျွန်တော်တို့စကလုံးတွေမြင်လိုက်တာနဲ့လှုပ်ရွဖြစ်သွားမဲ့ဒီဆိုင်းမုတ်ကြီးပေါ့နော်အဲ့တော့ရန်ကုန်မြို့မှာကျတော့ဘာချိတ်မလဲဆိုတော့ဒီကျွန်တော် online ပြီးတဲ့ခါကျရင်ပေါ့နော်ဒီရန်ကုန်မြို့မှာကျိုးစိုးပါကြီးဆိုင်းမုတ်ဘေးနားမှာကျွန်တော်ဘာကြော်ညာဆိုင်းမုတ်ကတ်မလဲဆိုတော့ဒီလိုပါစစ်တပ်တွေကုန်မြို့ရန်ကုန်စစ်တပ်တွေကုန်မြို့ရန်ကုန်အဲ့လိုဒါရန်ကုန်မှာချိတ်လိုက်ရင်ဒီမန္တလေးတိုင်းအောင်ဟာအားကြမခံလိုက်ချိတ်မှာသူကဘာချိတ်မလဲဆိုတော့ဒီမန္တလေးမြို့မှာကျိုးစိုးပါကြီးဆိုင်းမုတ်နားမှာစစ်ခွေးထွက်ပြေးမြို့မန္တလေးအဲ့တော့နောက်တစ်ခါကျတော့ဗာလေးချိတ်ပြီးတော့ဒီကျွန်တော်ရခိုင်ပြည်နယ်မှာဆိုရင်ဒီလိုလေးချိတ်မယ်ဗျာစစ်ခွေးတေပြီရခိုင်ပြည်စစ်ခွေးတွေတေပြီရခိုင်ပြည်ပေါ့ဗျာနောက်ကျွန်တော်စကိုင်းတိုင်းကျတော့ဒီလိုလေးလုပ်မယ်ဗျာစစ်သားတွေပြိုင်စကိုင်းတိုင်းပြိုင်ရိုင်းဟုတ်တယ်အဲ့လိုကျွန်တော်ဒီမကွေးကျတော့စာသားပြောင်းရမယ်မကွေးကျတော့ဘယ်လိုပြောင်းမလဲဆိုတက်ရဲတင်းချိုင်းမကွေးတိုင်းမကွေးကိုမလာနဲ့နော်တက်ဖြစ်ဖြစ်ရဲဖြစ်ဖြစ်တင်းချိုင်းကိုအော်တိုပဲအဲ့လိုလေးပေါ့အဲ့တော့ကြံတိုင်းပြည်နယ်ထိုတို့တွေ့၍ကြံတဲ့တိုင်းနဲ့ပြည်နယ်တွေမှာနော်ဒီတော်လိုင်းတက်တွေဒီစစ်တပ်တွေရဲတွေကိုနော်တေချာတွေ့ပါနော်ကြံတိုင်းပြည်နယ်ထိုတို့တွေ့၍စစ်ရဲပြူခွေးအယိုးဆွေးကတော်လန်အောင်ပွဲကျွန်တော်တို့နှွဲမယ်နော်ဒီတရားလေးပါတော်လန်အောင်ပွဲကျွန်တော်တို့နှွဲမယ်လှုပ်ရွတိုက်ထုတ်ရင်းဖြစ်နော်နောက်လာမဲ့လှုပ်ရွအစီအစဉ်လေးမှာမိဘပြည်သူများနဲ့ကျွန်တော်နဲ့